ကျုပ်ပြန်လာခဲ့တဲ့1982ခုနှစ်မှာတည်သွားတဲ့လူရဲ့ဒဏ်ရာရည်ထဲမှာဒီစာကြောင်းကိုဘယ်သူရေးခဲ့တာလဲstory မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဇလန်းကကျွန်တော်ဖေပြောပြမှုတဲ့ရွာအဖြစ်ပြန်ကိုပြန်ပြောင်းရေးတာပါဖေကငယ်ငယ်ကဒီရွာမှာနေမှုတဲ့1985ခုနှစ်ဇူလိုင်လတော့ရေဝမ်းရွာကမြင်းနှမ်းမှာတည်ရှိရဗျရွာသားတွေကလေလို့ငါးဖမ်းရင်တက်မွေးကြတယ်လူကြီးလေ90လောက်ပဲရှိတယ်ရွာလေးပေါ်ဒီရွာထဲမှာအိမ်ဟောင်းကြီးတစ်လုံးရှိတယ်ရွာရဲ့ဆုံးဆုံးမှာဝလုံးကြီးနဲ့ဆောက်ထားတဲ့အိမ်ဟောင်းကြီးနီးနားမှာတခြားအိမ်ကြီးမရှိဘူးပေါ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအိုးချုပ်ွယ်ရှုံးနဲ့ဖိုးကိုလေးအောင်နေခဲ့ဘူးတယ်သူတည်ထုံးသွားတော့အိမ်ဟာလူတူကင်းမဲ့ပြီးစွန့်ပစ်ခံထားရတယ်ရွာသားတွေကအဲ့ဒီအိမ်ကိုရှောင်ကြတယ်ညဘက်ဆိုအိမ်ထဲဟာမီးရောင်တွေတွေ့ရတယ်တခါတလေတော့လူရန်တွေလည်းကြားရတယ်ကျွန်တော်ဖီရွာထဲမှာဆေးရန်ကြောင်းလာရွာသားတွေနဲ့ဆိုတက်တီဆန်းဖို့အဲ့ဒီအိမ်သားထိတွားလိရှိခဲ့တယ်ဒါပေမဲ့အိမ်ထဲဝင်ဖို့တော့ဘယ်သူမှမရဲကြဘူးပေါ့စူလိုင်လာကိုမိုးတွေတဲထန်နေညစ်ရတဲ့ပေါ့အဲ့ဒီချိန်တညမှာမိုးကြီးရွာနေတော့ရွာထဲဟာဥပဒန်းဆိုတဲ့အဖို့ပျောက်သွားတယ်ရွာသားတွေလည်းရှာတာပေါ့လေသူကရွာမှာဆိုတော့အသက်အကြီးဆုံးလူအသက်80ကျော်ပြီဥပဒန်းမိုးရွာတဲ့ညဆိုအင်းကမထွက်ပါဘူးပုံမှန်ဆိုဒါပေမဲ့အဲ့ဒီညမှာပျောက်သွားတယ်ဗျာမနက်မိုးရင်းတော့ရွာသားတွေလက်ရှာကြတယ်ဘယ်မှမတွေ့ဘူးချောင်းတွေမြစ်တွေနားတွေကုန်းရှာတယ်မတွေ့ဘူးပေါ့တော်လူကြီးကဥပဒံဘယ်ပြောက်သွားတာလဲလို့မေးတော့ရွာသားတွေကတယောက်ကဒီလိုပြောတယ်ဗျကျုပ်အဲ့ဒီညကမိုးရွာနေတော့အိမ်ဟောင်းဘက်ကိုဥပဒံတွားတာတွေးလိုက်တယ်တဲ့ဒါနဲ့အားလုံးလည်းရွာသားတွေကောင်တော့အောင်းသွားတော့တာပေါ့ဥပဒံအိမ်ဟောင်းကိုဘာတော့လုပ်တော့မှလဲသူကရွာထဲမှာအိမ်ဟောင်းကြောင့်အပြောအများဆုံးလူညဘက်ဆိုအိမ်ဟောင်းသားမကပ်ဖို့လူငယ်တွေကိုတတိပေးလိရှိတဲ့လူကြီးပါရွာသားတွေအိမ်ဟောင်းကိုတွားကြတယ်အိမ်ထဲမှာဥပဒံကိုတွေ့တယ်ဗျအိမ်ထဲမှာဒူးထောက်ပြီးမျက်နှာကိုလက်နဲ့ဦးထားတယ်666ချာငိုနေတယ်ဗျရွာသားတွေကတယောက်ကဥပဒံဦးရွာလူကြီးကခေါ်နေတယ်ဥပဒံကောင်းမောကြည့်တယ်မျက်နှာပေါ်မှာကြောက်ရွံ့မှုအပြည့်ဥပဒံပါဇက်ထဲမှာလဲတူပြန်လာပြီဥပဒံဒါပဲရွတ်နေတယ်ဗျရွာသားတွေကတယောက်ကဘယ်သူလဲဥပဒံဒီလိုနဲ့မျက်မဖြေဘူးဗျအိမ်ထဲကပြတင်းပေါက်ကိုလက်ညှိုးထိုးပြနေတယ်ပြတင်းပေါက်ပြင်ဘက်မှာခြေရာတွေရှိရဲ့မိုးလဲရွာထားတော့ရွှက်ဆူဆူတွေပေါ်မှာခြေရာတွေဆက်မပြတ်ပေါ့ရွာသားတွေခြေရာလိုပဲဒါပေမဲ့ခြေချောင်းတွေကရှေ့ညွန်မနေဘူးဗျနောက်ဘက်ကိုပဲညွန်ပြနေတယ်ဒီချိန်ရွာသားအလုံးနဲ့တကြီးပါအလုံးငြိမ်သက်သွားတယ်အဲ့ဒီနေ့ကစပြီးဥပဒံစကားမပြောတော့ဘူးအိမ်ထဲမှာပဲသူကအမြင်နေတယ်ညဘက်ဆိုသူအိမ်ပြင်ထွက်ပြီးဘယ်သူ့ကိုမှန်းမသိလူတယောက်ကိုသူကအမြဲတမ်းစကားပြောနေတတ်တယ်ရွာသားတွေကဥပဒံကိုတနာကြတာပေါ့ဒါပေမဲ့ဘာမှမကူညီနိုင်ဘူးလေတုံးနေကြမှာတော့ဥပဒံ
နေရင်ထိုင်ရင်ဒီဆုံးသွားတယ်ဗျာအိမ်ထဲမှာပဲထိုင်ကုန်မှာထိုင်ရင်မျက်လုံးဖွင့်ရင်းနဲ့တည်နေတယ်ဒီလိုနဲ့ရွာသူကြီးကဥပတိုင်းတွားရှာတယ်ဥပတိုင်းရဲ့ဗီဒီယိုထဲမှာဓာတ်ပုံအဟောင်းတစ်ပုံတွေ့တယ်ဓာတ်ပုံထဲမှာလူငယ်2ယောက်တယောက်ကဥပဒံနောက်တစ်ယောက်ကတကြီးတွေးလိုက်ရတာဓာတ်ပုံနောက်ဖက်မှာရေးထားတဲ့စာသားကိုကျွန်တော်နဲ့ကိုမောင်1945ခုနှစ်ရေးဝိုင်းရွာဒါလေးပဲရေးထားတယ်ဗျာကိုမောင်ဆိုတာအိမ်ဟောင်းမှာနေခဲ့ဘူးတယ်အဖိုးရဲ့နာမည်ရွာသူကြီးလည်းအိမ်ဟောင်းကိုပြန်သွားတယ်အိမ်ထဲမှာစာအုပ်စာတမ်းတွေရှာတယ်ကိုမောင်ရဲ့ဒဏ်ရာရီစာအုပ်တုပ်ကိုတွေ့တာစတာပဲနောက်ဆုံးမျက်နှာမှာရေးထားတယ်1982ခုနှစ်ဇူလိုင်လ20ဒီနေ့ဥပဒံလာလေတယ်ရွာထဲကလူတွေကကျုပ်ကိုရှောင်နေသူပဲကျုပ်ကိုတွေ့ဖို့လာလေတာဒါပေမဲ့ကျုပ်သူ့ကိုပြောလိုက်မိတယ်ကျုပ်တည်ရင်ပြန်လာမယ်လို့ဟာဒအနေနဲ့ပြောတာသူကယုံသွားတယ်ကျုပ်ရမိတယ်ခုကျုပ်တွေးတော့မယ်ကျုပ်ပြန်လာမှာလားမလာဘူးလားကိုမတိတော့ဘူးစာထဲမှာဒီလိုရေးထားတာကိုရွာတကြီးကတွေးလိုက်တယ်ဗျအဲ့ဒီစာကြောင်းအောက်မှာနောက်ထပ်စာကြောင်းတစ်ကြောင်းထပ်ရေးထားတယ်မင်းအောင်ကမတူဘူးပိုနဲ့တယ်လက်ရေးကရိုင်နေနေကျုပ်ပြန်လာခဲ့မယ်ဒါပေမဲ့ဘာလို့မှမတည်ဘူးခုချိန်ထိရေဝိုင်းရမှာမိုးရတဲ့ညဆိုအိမ်ဟောင်းသားကလူတွေခြေအားနောက်ပြန်နေနဲ့မြင်ရတော့မဲတယ်တခါတလေဥပဒံရဲ့အိမ်ရှိမှရဲ့ပြီးအိမ်ဟောင်းကိုငေးကြည့်နေတဲ့လူရိပ်တစ်ခုလေမြင်ရတယ်လို့ရွာသားတွေကပြောကြတယ်ဘယ်သူမှတော့မသိကြဘူးပေါ့ဒီဇလန်းကိုအဖေပြောပြီးတိုင်းကျွန်တော်မေးလို့ရှိတယ်ဖေကိုမောင်တကယ်ပြန်လာတာလားဖေကပြုံးပြီးပြန်ဖြေတာကြီးတခါတလေလူတွေကတူတူပြောတဲ့စကားအတိုင်းဖြစ်မယ်မှန်ပြီးမပြောတတ်ကြဘူးအထူးသဖြင့်တေးချင်းအကြောင်းနဲ့ဟာတာနဲ့တောင်မပြောတင်ဘူးကျွန်တော်အဖေကဆက်ပြောတယ်ဗျာဥပဒံကဂုံမောင်းကိုရွာထဲကလူကြီးရှောင်းနေဆိုတော့တွားလေတာခူးနာနဲ့ပေါ့ဒါပေမဲ့ကိုကူညီခဲ့တဲ့လူကကိုယ့်ကိုလာကြောက်တဲ့အခါဥပဒံဘယ်လိုခံစားရမလဲကျွန်တော်စဉ်းစားမိတယ်တခါတလေကျွန်တော်တို့ကြောက်တဲ့ຢာတွေကတကယ်မြင်မရှိတဲ့ຢာတွေထက်ကိုယ်စိတ်တွေကဖန်တီးထားတဲ့ຢာတွေဆိုတာဒါမှမဟုတ်တကယ်ပဲရှိနေတာလားကျွန်တော်မသိတော့ဘူးတေချာတာတစ်ခုကတော့မိုးရွာတဲ့ညဆိုကျွန်တော်ပြတင်းပေါင်နာမကက်ရဲဘူးအပြင်မှာခြေအားနောက်ပြန်နေရှိနေမလားလို့ကျေးဇူးတင်ပါတယ်